ဒီနေ့တက်ဆန် try လုပ်ကြည့်မဲ့ပစ္စည်းလေးရကြတော့ဒီရဲ့မိတ်ဆွေတယောက်လက်ဆောင်ပို့ပေးလာတာပါ sunscreen လေးပါဆိုတော့ဒါလေးကိုအတူတူ unboxing လုပ်ကြည့်ကြပါမယ်နော်ဆိုတော့ဒီမှာပါဒီမှာဒါလေးရကြတော့ဒီမှာputri လို့ခေါ်ရပေါ့နော် PUTERI putri တဲ့သူ့ကိုဒီ putri ရဲ့ဒီ brand အတန်ထွက်ကိုတေချာမသိလို့မေးကြည့်ရဲ့အခါကျတော့သူက putri လို့အတန်ထွက်တယ်ပေါ့နော်ဒါကမလေးအင်ဒိုစကားလုံးပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကကြတော့အဲ့လို princess လေးမင်းသမီးလေးဆိုတဲ့အဓိပ္ပာယ်ပေါ့ဆိုတော့ပြီးတော့သူကဒီမှာသူ့ရဲ့ logo လေးရကြတော့တဲ့လိပ်ပြာလေးပေါ့နော်လိပ်ပြာလေးက crown ဆောင်းထားတဲ့ပုံလေးအဲ့တော့ဒီသူကပြောချင်တာကွာဒီ sunscreen လေးတွေသူ့ရဲ့product လေးတွေကိုသုံးမယ်ဆိုလို့ရှိရင်ကောင်မလေးတွေကမင်းသမီးလေးလိုအသားရည်လေးတွေလည်းကြွရွာလှပနေမယ်ပေါ့ကွယ်အဲ့လိုအဓိပ္ပာယ်လေးပေါ့ဆိုတော့ तू ကအဓိကဒီ sunscreen လေးကမြန်မာနိုင်ငံမှာရောထိုင်းနိုင်ငံမှာရော FDA ရထားပြီးသားပြီးရင်ဒီအနောက်မှာစာရေးကစမြန်မာစလုံးနေနဲ့ဒီတွင်းကိုစပြီးတော့အခုမှစပြီးတော့ဈေးကွက်ထဲကိုဖောက်မှာပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဒီကိုဥဖျားဖျားပြာ gift လေးပို့ပေးလိုက်ပါတယ်ပြီးတော့သူ့ရဲ့ left စစ်ချက်ကလေ SPF 50+ နဲ့ PA+ လေးလုံးပါချောင်း left စစ်ချက်တွေလည်းဒီကိုပြရတယ်ဒါကလုံးဝစိတ်ချရတဲ့ sunscreen ပေါ့ပြီးတော့နောက်တစ်မျိုးသူ့ရဲ့ sunscreen အမျိုးအစားဘာအမျိုးအစားလဲဆိုတော့ encapsulation sunscreen တွေကိုဒီအခုနောက်ပိုင်းပို့ပြီးတော့သဘောကျလာတယ်ဘာလို့လဲဆိုတော့ကိုယ်ဝန်ဆောင်တဲ့ဖြစ်နေတဲ့အတွက် sensitive skin တွေအတွက်တအားအဆင်ပြေတယ်ပြီးတော့ तू က maximum protection ပေးတယ် तू ကတာမန်နေလေတွေ encapsulation sunscreen တွေကတာမန်နေလေတွေကိုထိတဲ့အခါမှာဓာတ်ပြေတာနှေးတယ်ဓာတ်ပြေတာမမြန်အောင်တာမန် UV filter တွေဆိုလို့ရှိရင်ဓာတ်ပြေတာမြန်တဲ့အတွက်2နာရီခြားတစ်ခါ3နာရီခြားတစ်ခါသူကပြန်ပြီးလိမ့်ပေးရတယ်ဒါဒီလိုမျိုး encapsulation sunscreen တွေကကြတော့ Google မှာတေချာရှာပြီးတော့လေးလာကြည့်တဲ့အခါမှာ तू ကအရန်ပြင်းတဲ့နေပူတဲ့မသွားဘူးတာမန်ပေါ့ပါသွားတာလာတာလောက်ဆိုလို့ရှိရင်ခဏ reapply ပြန်လုပ်စရာမလိုဘူး तू ကတကယ်ကိုဟိုတော်ရုံနဲ့ဓာတ်မပြည့်စေဘူးအဲ့ဒီတော့ကြောင့်မလို့ခဏ reapply လုပ်စရာမလိုဘူးဒီလိုမျိုး make up အပေါ်ကနေထပ်ပြီးတော့ကွာ2နာရီခြားတစ်ခါ3နာရီခြားတစ်ခါပြန်မလိမ့်နိုင်တဲ့သူအတွက်ဆိုတော်တော်အဆင်ပြေဒီကနေ့တိုင်းတော့ sunscreen လိမ့်နေ sunscreen ကိုလည်းပမာဏလက်နှာချောင်းစာပမာဏလည်းအပြည့်အဝလူးတယ်ဒါပေမဲ့ make up လိမ့်ပြီးသွားလို့ရှင်ကွာထပ်ပြီးပြန်ပြီးတော့ reapply တော့မလုပ်ဖြစ်ဘူးတကယ်ဆိုရင်အဲ့လိုမျိုး reapply လုပ်ပြီးပိုကောင်းတယ်အရန်နေပူတဲ့ထဲသွားရင်ပေါ့နော်ဆိုတော့အဲ့တော့ဒီလိုမျိုး encapsulation sunscreen လေးတွေကတော်တော်လေးကိုအဆင်ပြေတယ်အဲ့တော့ဒါလေးကိုအခုဒီနေ့ကတော့ make up လိမ့်ပြီးသားဖြစ်နေတဲ့အတွက်လက်မှာပဲထပ်ဆန် try လုပ်ကြည့်မယ်နောက်နေ့ကျမှမျက်နှာမှာဆန်းပြမယ်နော်သူကကြတော့လေသူ့အထဲမှာက Sandala ပါတဲ့အတွက်ကြောင့်မို့လို့ဆေးမြင့်ခွာရွက်ပါတယ်စီကာပါတဲ့အတွက်ဒီလိုမျိုးအသားရည်ဝက်ချံထွက်တတ်တဲ့သူတွေနဲ့လည်းအဆင်ပြေလောက်မယ် vitamin E ပါတဲ့အတွက် antioxidant ညမယ် vitamin B3 ပါတဲ့အတွက်အသားရည်ကိုလည်းကြည်လင်စေမယ်အပေါ့ပါပြီးတော့စိတ်ကပ်မှုမရှိဘဲနဲ့အစီပြန်နာကိုထိန်းပေးတယ်အသားရည်မွေးချောက်ခြင်းကိုဖြစ်စေတဲ့ခရမ်းလွန်ရောင်ကြီးကနေကာကွယ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်အဲ့တော့ဒါလေးကိုစမ်းကြည့်ပါမယ်သူကဘယ်လောက်ပါလဲဆိုတော့30 gram ပါတယ်30 ml 30 gram အတူတူပဲပေါ့နော်သူက airy ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကကြတော့ကွာအဲ့လိုအရန်ပုတ်ပါနေမယ်ပေါ့လိမ့်လို့ရှင်ဆိုတော့တကယ်ပေါ့ပါလားမပေါ့ပါလားစမ်းကြည့်မယ်ဆိုတော့လိမ့်ချင်းတော့နည်းနည်းဖြူရယ်နော်ဆိုတော့အသားထဲကိုစိတ်ဝင်သွားအောင်ပုတ်ကြည့်မယ်အဲ့ကြရင်ရောဖြူသေးလားပေါ့နော်ဆိုတော့တချို့ကြတော့ထုံးအပ်ပါတာမကြိုက်ကြဘူးလေဆိုတော့ तू ကလိမ့်ချင်းတော့ဖြူတယ်ဒါပေမဲ့တေချာလေးအသားထဲကိုဝင်သွားအောင်လို့ပုတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြူနေရမျိုးမဖြစ်တော့ဘူးတော့လေ तू ကအဲ့လိုမျိုးအစီပြန်တစ်ခုလိုမျိုးတော့မကြံခဲ့ဘူး तू ကလေအဲ့တော့အစီပြန်နဲ့ तू အတွက်လည်းအဆင်ပြေမယ်အခုရှင်ကြည့်ရင်ထုံးအပ်မပါဘူးအဲ့တော့အသားညိုတဲ့သူကဖြူတဲ့လူရောသုံးလို့ရတယ်ထုံးအပ်ပါတာမကြိုက်တဲ့သူတွေအတွက်အဆင်ပြေတယ်ဒါပေမဲ့အသားရည်ကိုလိမ့်ပြီးတဲ့အခါမှာနှစ်ခုရှင်ကြည့်လိုက်ရင်ဒီဘက်ချမ်းကပို့ပြီးတော့ကြည်လေးဖြစ်တာကိုတွေ့ရတာလည်းအလွယ်တကူပဲအသားထဲဝင်သွားတာမြန်တယ်စိတ်ဝင်သွားတာမြန်တယ်ဆိုတော့မစိုးဘူးပေါ့နော်လက်မှာဆန်းကြည့်ရတယ်လို့ဒါပေမဲ့မျက်နှာမှာဆန်းမလင်းကြည့်ရသေးတဲ့အတွက်ကြောင့်မလို့ဒါလေးကိုနောက်နေ့ကျတော့မှမျက်နှာမှာဆန်းပြီးတော့လင်းကြည့်ပါမယ်review တကယ် final review ကတော့တကယ်ကိုတေးချာလေးဒီတပူးလုံးကုန်အောင်စမ်းသုံးကြည့်ပြီးပါမယ် review ပေးပါမယ်အခုကတော့ first impression test and try လေးလုပ်ပြတာပေါ့နော်texture တွေပါတယ်သူ့ရဲ့အစီ wine control တွေပါတယ်အစီပြန်တဲ့သူအတွက်အဆင်ပြေတယ်အဲ့ဒါလေးတွေကတော့အကုန်အဆင်ပြေတယ်တကယ်ကိုနေလောင်နဲ့သွားတဲ့အခါမှာတကယ်ထိထိရောက်ကာလားမကာလားတွေဒါတွေကတော့တပူးလောက်သုံးကြည့်ပြီးမှပဲဒီတေချာလေး review ပြောပြပေးပါမယ်ဒီရဲ့ထုံးစံအတိုင်းမသုံးကြည့်ဘဲနဲ့ review ကမပေးတတ်တဲ့အတွက်ကြောင့်မို့လို့ဒါတပူးကုန်မှပဲ review လေးပြောပြပေးမယ်နော်အဲ့ဒါဆိုလို့ရှိရင်ကြည့်ပေးတဲ့ရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ဗီဒီယိုကြမှာပြန်တွေ့ကြမယ် bye bye